ဒီနေ့အိမ်ပြန်လာတာနဲ့စားကြည့်စိတ်ပါလို့စားပဲဥမာလေးလောက်စားပါတယ်။အရင်ဆုံးတော့ညီမကဘဲဥလေးတွေကိုထိတ်ကလေးပဲဖောက်ပြီးခွာပါတယ်။ဖောက်ပြီးတော့ရေ1 လီတာအလုပ်ထဲကိုစလုံးလွတ်ထဲကိုရေ1 လီတာထည့်လိုက်တယ်။ထည့်ပြီးတော့စားကိုကြိုက်တယ်လို့ညီမကတော့စားကို2 စုံလောက်ထည့်လိုက်ပါတယ်။အငန်သိမ့်စားကြလို့ပြီးတော့အနှစ်ကလေးတွေကိုခွဲထုတ်ပါတယ်ဒါပေမဲ့မပေါအောင်တော့ဂရုစိုက်ရပါမယ်သူကတော်တော့လက်ဝင်နေဆိုပေမဲ့လည်းစားချင်တော့လည်းလုပ်ရတာပေါ့နော်အဲ့နဲ့ဟိုလုပ်ဒီလုပ်နဲ့ဖယ်နေပါတယ်အဲ့တူရဲနဲ့တော်တော်ကြာသွားပါတယ်ဒီကတော့ရစ်ထားလို့ပါအဲ့နေပြီးတော့အဲ့လိုဟိုလုပ်ဒီလုပ်တာပေါက်သွားလို့ဆိုပြီးတော့ဖေးဥပေါက်သွားလို့ဆိုပြီးတော့နောက်ထပ်ဖေးဥတွေထပ်ခွာပြီးတော့လုပ်ရပါတယ်အဲ့ဘဲဥခွန်လေးတွေကိုလည်းတခြားပြောင်းဆေးပြီးတော့မှဖောက်ပါနော်အခုထပ်ပြီးတော့ခွာထားတဲ့ဘဲဥတွေကိုဖောက်ထားတဲ့ဘဲဥတွေကိုအနှစ်နဲ့အကားတသက်စီဖြစ်အောင်လုပ်ပါမယ်အဲ့အနှစ်လေးကိုဆွနာကညီမပြုလုပ်ထားတဲ့စာရည်တွေကိုစိမ်ရပါမယ်တလုံးမီတလုံးလုံးနေပါတယ်တော်တော့လက်ဝင်ပါတယ်စိတ်ရှိမှရမှာပါညီမတို့မှဦးလေးပေါက်သွားတယ်အနှစ်ပေါက်သွားပေါ့နော်တော့အနှစ်ပေါက်သွားရင်တိတ်တော့မလာတော့ဘောနော်လို့တဲ့အခါကျရင်လို့တော့ဖြစ်တာပေါ့ပိုတဲ့ကားတွေကတော့ရွက်ကြော်လေးတဲ့ထည့်ပြီးကြော်လို့ရပါတယ်အခုကတော့ဘဲဥကားလေးတွေကိုပြောင်းစီမင်းစီပြီးတော့ထဲတဲ့ကားအလွှာပါလေးရှိတယ်အဲအလွှာပါလေးပါတတ်နိုင်တဲ့ညထုတ်ပြရပါမယ်မလည်းတေချာထုတ်ပါတယ်ဒါပေမဲ့တိတ်တော့မရပါဘူးပေါ့နော်ရသလောက်တော့ပြောင်းနေအောင်ထုတ်ပြပါတယ်စေပြောင်းတော့စေဘူးလိုတာပေါ့နော်သူရဲ့အကြည့်အချွဲတွေပြီးတော့ဆိုဒီကိုပြန်ပြီးတော့နှစ်လေးထည့်ပြီးတော့ပြန်ပြီးပေါင်းရမှာဆိုတော့လေထိတ်ဝလေးကိုလည်းနည်းနည်းကျအောင်ညီလေးညီအောင်ကကြီးလေးနဲ့ညှက်ပြရပါမယ်ညီမလည်းညီချင်းမညီရပါညီပေါ့နော်ကိုအဆင်ပြေတယ်လို့ပါပဲတကလုံးကတော့တော်ညီပါတယ်ခုတော့စားရည်စိမ်ထားတဲ့ဘဲဥအနှစ်လေးတွေကိုထည့်ပါမယ်ထည့်တဲ့အခါမှာလေသူကတစ်ခါလေးကျရင်ဘေးနှလုံးကရှင်အဲ့ကျုပ်အနှစ်နှလုံးကမရှင်မဲနဲ့ကွာအထက်အောက်ရောက်သွားတယ်ရှိပါတယ်တတိထားပြီးထည့်ပေးပါနည်းနည်းလေးစောင့်ပြီးတော့ပေါ့နော်အဲ့မှာပါဘဲဥနှစ်တွေလည်းပေါင်နေပါတယ်ပေါင်နေရဟာလည်းဘာမှမဖြစ်ပါဘူးဆယ်ပြီးတော့ထည့်လိုက်ပါတယ်အရင်ဆိုဝိုင်းမဟုတ်တော့သူကအမှအဲ့ဒီအကာလေးမစင်းနေပေါင်းလိုက်တဲ့အခါကျရင်တော့နည်းနည်းတော့အဖြူရောင်နေဖြစ်တာပေါ့နော်အောင်မြင်စွာနဲ့တော့ထည့်လို့ပြီးဆုံးသွားပါပြီပြုတ်ပြီးသွားရင်တော့အဲ့လိုအနေထားလေးရသွားပါပြီဆိုတော့မဆိုပါဘူးရန်ကြီးတော့ယုံဆိုပါအောင်နော်စားလို့တော့ကောင်းပါပါအရင်ဆုံးအချင်းလောက်ပါမယ်သူနဲ့တွဲစားဖို့ပေါ့နော်အချင်းလောက်ပါမယ်ညီမကျတော့ချက်သွန်ကြီးကြိုက်တဲ့အတွက်ချက်သွန်ကြီးများလေးတုံးထားပါတယ်တချို့ကြတော့ချက်သွန်ကြီးမကြရင်ကော်ဖီနဲ့လည်းတုံးလို့ရပါတယ်ကော်ဖီလေးနဲ့အချင်းလောက်ပြီးတော့ဖြောစားလို့ရပါတယ်ငရုတ်တီးကတော့ကိုကြိုက်တယ်လို့ပေါ့နော်ကိုကငရုတ်တီးအဆက်ကြိုက်တယ်လို့ဆိုမှများထဲပါညီမကတော့ငရုတ်တီးအရင်တော့မကြိုက်ပါဘူးညီမချင်းတော့ပိုကြိုက်တဲ့အတွက်အချင်းကိုတော့များထည့်ပါတယ်အချင်းလေးထည့်တယ်နောက်ပြီးရင်မနေ့ကျရင်တော့ပိုက်နာပါတော့မယ်ညဘက်ဆိုလို့ပဲစားကျင်တဲ့အခါကျရင်လှုပ်စားလိုက်အောင်မှကျင်နေတာလေကျင်တော့လည်းလို့လောက်ရတာပေါ့နော်လောက်ကပြင်းလာခြင်းပြင်ပန်းခံပြီးစားကျင်တော့နဲ့ကျင်တော့လေနောက်ဆုံးတော့အချင်းလို့ပြီးပါပြီစားပါတော့မယ်ဒါကတော့ပြနေရပါတော့ဘေးကကောင်းတယ်ဘေးကမကောင်းတယ်မကောင်းတာတော့မဟုတ်ပါဘူးကောင်းပါတယ်ညီမဒီလိုပါပဲပြရဲဆိုတာလေလာလို့ပေါ့နော်လာမယ်အလုံးလေးကိုခွဲနှလုံးယူလိုက်ပါတယ်ဒါပေမဲ့မညှိပါဘူးအဲ့ဒီတော့တော်တော်လာရင်တော့အယောင်လေးကအစားဘာလို့ဒီနေ့ဟိုက
ဘာဖြစ်တာလဲတော့မသိရောင်ကွဲတာလဲတော့မပြောတတ်ပါဘူးဒီမှာလဲစားချင်လို့ဒါလောက်လိုက်တာပါသူများဗီဒီယိုလိုက်ကြည့်ပြီးတော့ဆိုပါရတာတော့ကြိုက်ပါတယ်အရင်ကောင်းပါတယ်အရင်ငယ်မအောင်ညီမငယ်မအောင်ဆိုညီမအငယ် short ထည့်လိုက်တာပါစားပဲကိုအငယ်ဆိုပေမဲ့အရင်ငယ်တာလည်းမစားနိုင်ပါဘူးစားပြီးဝိုင်းတွေးတိုးပါတယ်ဟုတ်ပါတယ်ကျမအသက်ကြီးနေပြီဆိုတော့တွေးလည်းတိုးတက်ပါတယ်အဲဒီကြောင့်မို့ပါနောက်တစ်လုံးထွက်ခွာပါတယ်စားနေနဲ့လှမ်းခေါ်တာတယောက်မှလည်းမလာကြပါဘူးကျမရဲ့စားပဲကိုအမွာလေးကိုအားပေးပါဆိုတာတယောက်မှအားမပေးလို့တယောက်တည်းပဲအားပေးလိုက်ပါတယ်ကိုလို့ကိုကောင်းပါဒါလေးလာပါတယ်တချမ်းလားတချမ်းမလားပေါ့နော်အရာအောင်ပြောတာပါစားလို့တော့နှစ်ခုစလုံးကကောင်းပါရဲ့ရှင်ခွန်လေးတွေကိုတော့လွတ်ပြရပါမယ်နောက်မဆိုခွန်မှာစိတ်မထိနိုင်မစားမိမှာဆိုလို့ပါ